Gospel Podcast မြန်မာမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါရယ်ကြည့်ရှုနားဆင်သူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါရယ်ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး14အပိုက်ငယ်1ကနေလေတဖန်တော်ယေရှုကတင်တို့စိတ်နှလုံးပူပန်ခြင်းမရှိစေနဲ့ဖျားသခင်ကိုယုံကြည်ကြလော့ငါကိုလည်းယုံကြည်ကြလော့ငါအဘ၏အိမ်တော်၌နေစရာအခန်းအများရှိ၏သို့မဟုတ်လျှင်မဟုတ်ကြောင်းကိုတင်တို့အားငါမပြောဘဲမနေတင်တို့နေစရာအရက်ကိုပြင်ဆင်ခြင်းကငါသွားရ၏ငါသည်သွား၍တင်တို့နေစရာအရက်ကိုပြင်ဆင်ပြီးမှတဖန်လာပြန်၍ငါရှိရာအရက်၌တင်တို့ရှိစေခြင်းကတင်တို့ကိုငါထံသို့တင်စီမည်ငါသည်အဘေအရက်သို့သွားသည်ကို၎င်းလမ်းခီးကို၎င်းတင်တို့တည်ကြ၏ဟုမိန့်တော်မူ၏တင်တို့နေစရာအရက်ကိုပြင်ဆင်ခြင်းကငါသွားရ၏ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး14အပိုင်ငယ်နှင့်အတိုက်အမြုံနေရာပြန်လွှားညက်မျိုးနွယ်ဝင်ဆန်မာတင်စကက်များသည်မြက်ကမ်းပါးတွင်မြေကြီးကိုတူးပြီးအတိုက်များပြုလုပ်ကြသည်အင်္ဂလန်နိုင်ငံအရှေ့တောင်ဘက်တွင်အင်ယာတိုးချဲဆောက်လုပ်ရေးစီမံကိန်းများကြောင့်နှစ်စဉ်စောင်းခုံညက်များပြန်လည်ရောက်လာသည့်အခါအတိုက်ပြုလုပ်ရန်နေရာနေပါသွားခဲ့သည်ဒေသခံတဘာဝတရိษံထိန်းသိမ်းရေးအဖွဲ့ဝင်များကအလင်းအမြန်ထုံငက်များအိမ်ဆောက်နိုင်ရန်ကြီးမားသောတဲကမ်းပါအတုများတည်ဆောက်ပေးကြသည်တဲရုပ်တုတည်ဆောက်သည့်ကုမ္ပဏီတစ်ခု၏အကူအညီဖြင့်လာမယ့်နှစ်များတွင်ထုံငက်များအတိုင်းလုံးနေထိုင်နိုင်ရန်နေရာကိုတည်ဆောက်ကြသည်ဟာပါသောထိုကျင်နာမှုလုပ်ရသည်တပည့်တော်များအားနှစ်သိမ့်ပေးသည့်သခင်ယေရှု၏စကားများကိုထင်ထင်ရှားရှားသရုပ်ဖော်နေသည်ကိုတော်ကသူသည်တပည့်တော်များအားထားခဲ့ပြီးသူသွားမည့်အရက်သို့တပည့်တော်များယခုချက်ချင်းသူနှင့်အတူလိုက်၍မရကြောင်းပြောပြီးနောက်တပည့်တော်များသူနေစရာအခန်းများကိုကောင်းကင်အိမ်တော်တွင်တွားရောက်ပြင်ဆင်ပေးမည်ဖြစ်ကြောင်းကိုတော်ကသူတို့စိတ်ချအောင်မိန့်ကြားခဲ့သည်သခင်ယေရှုကသူတို့ကိုမကြာမီထားခဲ့တော်မူဟုပြောသောအခါရုတ်တရက်စိတ်မကောင်းဖြစ်ရတော့လဲနောင်တွင်ကိုတော်နောက်သို့လိုက်သွားနိုင်မည်ဖြစ်ပြီးကိုတော်သည်သူ၏တပည့်တော်များသာမကကျွန်ုပ်တို့ကိုပါလက်ခံနိုင်အောင်ပြင်ဆင်ရန်သွားသောခရီးမြင့်မြတ်သောအထူးကိစ္စရဲ့၏တစိမ့်တစ်ပိုင်းအဖြစ်ရှုမြင်ရန်ခွန်အားပေးခဲ့သည်ကားတိုင်းပေါ်တွင်သခင်ယေရှု၏အသေးခံခြင်းအမှုမရှိပါကများစွာသောအခန်းများရှိသည်အဖ၏အိမ်တော်၌ကျွန်ုပ်တို့ကိုလက်ခံရန်အကြောင်းမရှိမဖြစ်နိုင်ပါကြိုတင်ပြင်ဆင်ရန်သူသွားနှင်ပြီးတဖန်ပြန်လာ၍သူ၏အသေးခံခြင်းကိုယုံကြည်သူများသူနှင့်အတူရှိစေရန်ချီဆောင်မည်ဟုသခင်ခရစ်တော်ကကျွန်ုပ်တို့အားတေချာပေါအာမခံခဲ့သည်ကျွန်ုပ်တို့သည်ထိုအခါများတွင်ကိုယ်တော်နှင့်အတူဝမ်းမြောက်ပျော်ရွှင်စွာထာဝရနေကြရမည်ဖြစ်သည်ဤဘဝတွင်နေသားမကျတကယ်သို့နေရခြင်းကိုမြည်သည့်အချိန်ကတင်ခံစားမိသည်။ကောင်းကင်ဘုံနှင့်ပတ်သက်၍တင်မြည်သည့်အရာကိုအမျှော်လင့်ဆောင်ဆိုင်ဆုံးဖြစ်သည်။ကိုယ်တော်နှင့်အတူနေထိုင်ရန်ကောင်းကင်ဘုံ၌နေရာပြင်ဆင်ထားပေးသည့်အတွက်ကျေးဇူးတင်ပါ၏သခင်ယေရှုဖျားအာမင်Gospel Podcast မြန်မာကိုကြည့်ရှုနားဆင်သူများအားလုံးအပေါ်မှာဖရာသခင်၏နှုတ်ကပတ်တော်မှာဘိညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမပြည့်စုံကြွယ်ဝသောဘဝတက်တာများပိုင်ဆိုင်နိုင်ကြပါစေ။